IELTS မလို့ပဲပညာသင်သွားနိုင်မယ်ထိတ်တန့်9နိုင်ငံ FRN ကပြောပြပေးမယ် IELTS မလို့ပဲသွားနိုင်မယ့်နိုင်ငံ9နိုင်ငံကို IELTS အစား MOI လက်ခံနိုင်ခြင်းဗီဇာရရှိနိုင်ခြင်းနေထိုင်စားတော့စေရဲ့ English Top Programs တွေနဲ့ Scholarship အခွင့်အလမ်းဆိုတဲ့အချက်တွေကိုအခြေခံပြီးရေးချတာကိုဘယ်နိုင်ငံတွေလဲဆိုတာတစ်ချက်ကြည့်လိုက်ရအောင်နော်နံပါတ်1 Malaysia University နဲ့ College တိုင်းတို့မှာ MOI လက်ခံပြီးကျောင်းဆိုင်နဲ့ Living Cost တက်တာရဲ့အပြင်လက်ရှိမှာဗီဇာရဖို့အလွယ်ဆုံးနိုင်ငံဖြစ်ပါတယ်။ English Top Program တွေများပြီး Myanmar Student Community လည်းအခိုင်အမာရှိထားတာမို့ IT major သမားတွေတော့ perfect choice ပါ။နံပါတ်2 Thailand အိန္ဒိယနိုင်ငံဖြစ်တဲ့အလျောက်သွားလာရေးလွယ်ကူပြီး cultural လက်ဆင်တဲ့နိုင်ငံမှာ MOI လက်ခံတဲ့အပြင် Internet English Test များစွာရှိပြီးဗီဇာရနိုင်ခြင်းလည်းမြင့်ပါတယ်။ Tuition fees နဲ့ living cost လည်း affordable ဖြစ်တာမို့ Malaysia ပြည်ရဲ့အဆင်ပြေဆုံးပါ။နံပါတ်3 China scholarship opportunities တွေတော်တော်များပြီး educational quality လည်းမြင့်တဲ့နိုင်ငံမှာ tuition fees နဲ့ living cost တက်တာရဲ့အပြင်အိန္ဒိယနိုင်ငံဖြစ်တဲ့အတွက်ရွေးချယ်တဲ့နေရာမှာပါပါတယ်။နံပါတ်4 Italy IELTS မလို့ပဲတောလို့ရတဲ့ EU နိုင်ငံတွေမှာတခြားနိုင်ငံတွေထက် living cost ပိုတက်တာရဲ့အပြင် English Top Program တွေလည်းများပါတယ်။ဒါအပြင် scholarship opportunities တွေလည်းများတာမို့ top 1 euro option လို့ပြောလို့ရပါတယ်။နံပါတ်5Poland Europe cheapest နိုင်ငံတွေကတစ်ခုဖြစ်ပြီး MOI နဲ့လက်ခံပါတယ်။ပြင်သစ်နဲ့ဂျာမနီတို့လိုနိုင်ငံတွေထက်ဗီဇာရဖို့ပိုလွယ်ပြီး English Top Program တွေများတာမို့အထူးသင့်တော်တဲ့နိုင်ငံပါ။ကဲဒါလို့ဆိုရင်တော့ဒီ9နိုင်ငံကို IELTS လို့ပဲတွားလို့ရတယ်ဆိုတာသိပြီခင်ဗျာနော်။ဒီလိုမျိုးအကျိုးရှိတဲ့နောက်ထပ်ဗီဒီယိုတွေကိုမလို့တန်ကြည့်ရှုချင်တယ်ဆိုရင်တော့ FRN ကို follow လုပ်ခဲ့ဖို့မမေ့ကြနဲ့နော်။